အခုမြန်မာနိုင်ငံမှာပိဋကတ်သုံးပုံနဲ့ဘယ်မှမပါတဲ့ပရိမိတ်တဇာလတုတ်တို့နော်ပရိမိတ်တဇာလတုတ်တို့ပါဠိတော်တွေထဲမှာမပါတဲ့ဒီဓာရဏပရိတ်တို့ဆိုတာပရိတ်ကြီး17တုတ်ထဲမှာလည်းမပါဘူးပိဋကတ်သုံးပုံထဲမှာလည်းမပါဘူးအဲ့ဒါတွေမပါတာကိုဒီတကယ်ကိုသာသနာတော်မှာဗဟုဌာနလို့ပြောရမယ်ကဘာအေးကရိုက်ပြီးတော့ဒါတွေကိုထုတ်နေတာတော့တော်တော်အံ့ဩစရာကောင်းတယ်ပေါ့ထေရဝါဒပိဋကတ်ထဲမပါတဲ့စာတွေကိုဘာဖြစ်လို့ဒါထုတ်တယ်လဲဆိုတာစဉ်းစားစရာကြီးပေါ့ပရိမိတ်တဇာလသုတ်ဆိုတာဘယ်ပိဋကတ်ထဲမှာလည်းမပါဘူးဓာရဏပရိတ်ဆိုတာဟာတချို့စာပိုက်ကလေးတွေကဝိပင်္ဂမူလတိကာမှာအဝိနိကဂုံတော်အနေနဲ့မြတ်စွာဘုရားရဲ့အထာရတဓမ္မ18ပါးသောတရားဆိုတဲ့အရည်ချင်းဆိုတာနဲ့တော့ပါတယ်တီကာမှာသွားပြီးတော့ပါတယ်ပေါ့အေးဒါတွေကမဟာယာနကျမ်းစာတွေကလာတယ်ဆိုပါစို့ပါဠိမှာပရိမိတ်တဇာလသုတ်ဆိုအိန္ဒိမိန်ဒိတိန္ဒိရောရုခေမဟာရောရုခေဆိုတဲ့စကားလုံးတွေဟာပါဠိစာပေမှာအလွန်ရှားပါတဲ့စကားလုံးတွေပဲဖြစ်တယ်ပေါ့ဒါတွေကိုထေရဝါဒနိုင်ငံမှာဘာဖြစ်လို့ကဘာအေးလိုနေရာကနေထုတ်ပြီးတော့နေရတယ်လဲဆိုတာဟာစဉ်းစားစရာကြီးပေါ့တကယ်ကတော့ပိဋကတ်သုံးပုံထဲမှာပါတဲ့စာမျိုးကိုသာလေမြန်မာနိုင်ငံမှာထုတ်သင့်တာပိဋကတ်သုံးပုံထဲမပါတာကိုအလေးပေးပြီးတော့မထုတ်သင့်ဘူးထေရဝါဒပိဋကတ်မှာရှိတဲ့စာပေမျိုးကိုသာလေကျမ်းညွှန်းနဲ့ကျမ်းကိုနဲ့ဒီလိုထုတ်သင့်တာ